ကျွန်တော်ဟာရွာနောက်ဖေးတောင်ကုန်းပေါ်ကဘသူမှဖတ်မလုပ်ပဲဖြစ်ထားတဲ့ကြောင်မီသွေးတွင်အောင်ပြက်တစ်ခုကိုတရုတ်ငွေ3သိန်းပေးပြီးဝယ်ယူခဲ့ပါတယ်။တရွာလုံးကတော့ကျွန်တော်ကိုယူနေပြီဆိုပြီးဝိုင်းလောင်ကြတာပေါ့။မြို့ပေါ်မှာစာချုပ်စာတဲ့ကိစ္စတွေအကုန်လုပ်ပြီးရွာပြန်ရောက်တဲ့အချိန်မှာပဲရွာသားတွေစုဝေးပြီးကျွန်တော်အကြောင်းအတင်းတုံနေကြတာနဲ့ပွက်တီတိုးပါတော့တယ်။ကဲလူတို့တီးပြီးကြပြီလားဟိုကောင်ကျန်းရွံလေ။နောက်ဖေးတောင်ကုန်းကတွင်းပြက်ကြီးကိုငွေ3သိန်းပေးပြီးဝယ်လိုက်တယ်ဆိုပဲ3သိန်းတောင်နော်။သူယူသွားပြီထင်တယ်အဲ့ဒီနေရာကဘာမှမထွက်တာဆယ်စုနှစ်ချီနေပြီဥစ္စာ။အခုဆိုအဲ့ဒါချက်တွင်းပြက်ကြီးဖြစ်နေပြီမဟုတ်လားဟုတ်ပါဗျာ။အခုမြို့ပေါ်မှာအင်ချန်မြေဈေးတွေကနေတိုင်းတက်နေတာသူများတွေကပတ်စံစုပြီးမြို့ပေါ်အိမ်တွေကိုလူဝယ်နေကြချိန်မှာသူကတော့ထူးထူးဆန်းဆန်းအဲ့ဒီလိုအပေါက်ဆုပ်ကြီးတဲ့ပတ်စံတွေတွားပစ်ထည့်နေတဲ့အေးလေငါထင်တော့သူကအရန်စင်းရဲလုံးလို့စိတ်နှောက်သွားတာဖြစ်မယ်။ခေါင်းထဲညံမရှိဘူးပဲရွာလူကြီးစုံတာဟိုင်းကလူအုပ်ကြီးရဲ့အရှိဆုံးကနေရက်နေပြီးကျွန်တော်အနားရောက်လာတာကိုမြင်တော့မျက်နှာပေါ်မှာဟန်ဆောင်ပြီးဆိုင်မှုတွေလုပ်ပြရင်တမင်တက်အတန်ကိုညှစ်ပြီးပြောလိုက်ပါတယ်။ကျန်းရွာမင်းဦးလေးကမင်းကိုအပြစ်ပြောနေတာမဟုတ်ပါဘူး။ဒါပေမဲ့လူငယ်တွေဆိုတာဒီလောက်ထိစိတ်လိုက်မှန်မှမလုပ်တင်ဘူးကွာ။အဲ့ဒီတွင်းကပြစ်ထားတာကြားလာပြီးအထဲမှာလည်းရေပုတ်တွေကြောက်ခဲတွေပဲရှိတာ။အဲ့ဒါကိုငွေ3သိန်းပေးဝယ်တာကပတ်စံတွေကိုရေထဲပစ်ချလိုက်တာနဲ့အတူတူပဲမဟုတ်လားကျန်းရွာမင်းကပေါက်တစ်ပေါက်အတွက်3သိန်းတောင်တုံးပြစ်လိုက်တာဆိုတော့အဲ့ဒီတွင်းထဲမှာတောင်ပိုလုံးမလို့လားဟင်သူပြောလိုက်တာနဲ့ဘေးပတ်ဝန်းကျင်ကလူတွေကဝါလုံးကွဲမတက်ဝိုင်းရကြပါတော့တယ်အဲ့ဒီလောင်ရည်တန်တွေကကျွန်တော်စီကိုအပ်တွေကိုမျိုးစိုက်ဝင်လာတယ်လို့ခံစားရပေမဲ့ကျွန်တော်ဘာမှပြန်မငင်းခဲ့ပါဘူးလက်ထဲကတွင်းမိုင်ဆိုင်ခွင်တွေပြောင်းစာချုပ်နဲ့နေရာလက်နက်ကိုသာတင်းတင်းဆုပ်ကင်ထားလိုက်မိပြီးတော့နောက်လည်းမကြည့်ပဲနောက်ဖေးတောင်ကုန်းစီကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့တရွာလုံးကအချင်းသေးနေတဲ့အဲ့ဒီတွင်းအပြက်ကြီးရဲ့အောက်မှာဘယ်ဘူးကြီးတွေကအဖွဲ့မှရှောက်တွေ့သေးတဲ့တဘာဝကြောက်ထက်ကြောက်လာကြီးတစ်ခုရှိနေတယ်ဆိုတာကိုသူတို့လုံးဝမသိကြပါဘူးပိုပြီးအံ့ဩဖို့ကောင်းတာကနေတိုင်းမနက်စောပိုင်း3နာရီအချိန်ရောက်ရင်အဲ့ဒီတွင်းရဲ့အနက်ဆုံးကြောက်နေရန်ကနေရွှေမုံတွေပါတဲ့ရွှေစမ်းရည်တွေထွက်လာတတ်တာပဲဖြစ်ပါတယ်အဲ့ဒီရေကိုခတ်ယူပြီးစစ်ထုတ်အနေထိုင်အောင်လုပ်လိုက်ရုံနဲ့အဆင့်မြင့်မားတဲ့ရွှေစင်ရွှေတန်းတွေကိုရရှိနိုင်မှာပါဒီလိုဝက်ချက်ကိုကျွန်တော်အခုမကွယ်လွန်ခင်မှာတေလူမျိုးပါအခြေအနေနဲ့အနံခဲ့တာဖြစ်ပါတယ်ကျန်းရွာနောက်ဖေးတောင်ကုန်းကတွင်းကအလကားတွင်းမဟုတ်ဘူးအောက်ခြေမှာရွှေစမ်းရည်တွင်းရှိတယ်မနက်3နာရီဆိုရွှေမုံတွေထွက်လာလိမ့်မယ်ဒါကိုဘယ်သူမှမပြောနဲ့ဒါကဘလို့ပုံစံမျိုးလဲဆိုတာစောင့်ကြည့်လိုက်ဟုတ်ပါတယ်အဖိုးဆုံးပြီးတဲ့နောက်ကျွန်တော်ဟာမိဘမဲ့ကောင်လေးဖြစ်ခဲ့ရတယ်ရွာထဲမှာတော့လူရမသွင်းတဲ့အပြင်အနှိမ်ကန်အစော်ကားခံဘဝနဲ့ထက်တန်းခဲ့ရပါတယ်အခက်အခဲများစွာကြားကနေအရွယ်ရောက်လာချိန်မှာပဲမြို့ပေါ်ကအင်ချန်မြေဈေးတွေအဆမတန်တက်လာခဲ့တယ်ရွာထဲမှာပတ်စံနေငယ်ရှိတဲ့သူတွေကမြို့ပေါ်မှာအိမ်တွေပြေးဝယ်ပြီးဈေးတက်လာမယ့်အချိန်ကိုစောင့်နေကြတာပေါ့စုံတာဟန်ရဲ့မိသားစုဆိုရင်မြို့ပေါ်မှာအိမ်3လုံးတောင်ဝယ်ထားနိုင်တယ်သူသားဆောင်ဆောင်ကြီးကတော့တနေ့ကုန်ဘာမှမလုပ်ပဲလေးလွတ်နေပေမဲ့အိမ်မှာပိုင်ဆိုင်မှုတွေရှိနေတော့ရွာထဲမှာမောက်မောက်မာမာနဲ့လမ်းတလားနေတတ်ပါတယ်ကျွန်တော်မှာတော့အိမ်ဝယ်ဖို့ပတ်စံမရှိခဲ့ပါဘူးအဖိုးကကျွန်တော်အတွက်တက္ကဆက်ပြည်နယ်ကပစ္စည်းယိုရင်းနေတဲ့အိမ်ဦးကြီးတစ်လုံးရဲ့ဒီတွင်းရဲ့ပြို့ဝက်ချက်ရဲ့ပဲခြံထားခဲ့တာပါဟိုဘက်စုဒီကရှာနဲ့ဘန်ကနေလည်းငွေ2သိန်းချေးယူပြီးနောက်ဆုံးတော့ငွေ3သိန်းပြည့်အောင်စုဆောင်းနိုင်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ဒီတွင်းပြက်ကြီးကိုအပြီးပိုင်သုံးဖြူခွင့်ကိုဝယ်ယူခဲ့တာပါပိုင်ဆိုင်မှုပဲပြောင်းစာချုပ်ပေါ်မှာကျွန်တော်နာမည်လက်မှတ်ထိုးလိုက်တဲ့အချိန်စုံတာဟန်ရဲ့နှလုံးထဲမှာမတိမတာနှာခေါင်းရှုပ်ထင်သေးတဲ့အရေးအယောင်တွေကိုမြင်လိုက်ရတယ်ဘာတန်ဖိုးမှမရှိတဲ့အပေါက်ဆုပ်ကြီးကို3သိန်းပေးဝယ်တဲ့ကျွန်တော်ကိုလူဦးကြောင်ကြောင်တယောက်လို့သူတွင်းနေမှာတေချာပါတယ်ဒါပေမဲ့အဲ့ဒီချိန်ကစပြီးကျွန်တော်ဘဝတစ်ခုလုံးလုံးဝပြောင်းလဲသွားတော့မယ်ဆိုတာသူမသိခဲ့ပါဘူးကျွန်တော်တွင်းဝကိုရောက်တဲ့အချိန်မှာတန်ချေးတက်နေတဲ့တန်တကားကြီးကိုတွန်းဖွင့်လိုက်တော့မှုနဲ့ဆိုထိုင်းထိုင်းနဲ့တွေကနှာခေါင်းထဲတိုးဝင်လာပါတယ်အထဲမှာတော့မှောင်မဲနေတာပါပဲအမိုးအကွဲကြောင်းတွေကြားကနေနေအောင်ကြီးနေငယ်ပဲရှန်ကြနေတယ်ကျွန်တော်တမီးကိုဖွင့်ပြီးတွင်းထဲကိုခြေလမ်းမမသွားအောင်တတိထားပြီးရှောက်ဝင်ခဲ့ပါတယ်ကျန်းပြင်ပေါ်မှာတော့ရေပုတ်တွေနဲ့ကြောက်ခဲတွေပြည့်နေပြီးနေရံတွေမှာလည်းရေညှိတွေတက်နေပါတယ်မိနစ်30လောက်ရှောက်ပြီးတဲ့နောက်မှာတော့အဖိုးပြောခဲ့တဲ့အနက်ဆုံးကူပေါက်ဝစီကိုရောက်ရှိသွားပါတော့တယ်အဲ့ဒီကူကတိတ်တော့မကျေပါဘူးစတူရန်မီတာ10မီတာပတ်လည်လောက်ပဲရှိမှာပါအလဲကောင်မှာတော့ရေကန်ငယ်လေးတစ်ခုရှိပြီးအောက်ခြေကကြောက်ခဲတွေကိုအတိုင်းသားမြင်ရလောက်အောင်ရေကကြည်လင်နေပါတယ်အဖိုးတင်ပေးခဲ့တဲ့နီလန်တိုင်းပဲကျွန်တော်ရေကန်ဘေးမှာထိုင်ပြီးတိတ်တဆိတ်ဆောင်းဆိုင်နေလိုက်